မင်္ဂလာပါမဟိုလေ GDC ရဲ့ session နှစ်ပြည့် anniversary လေးအတွက်လေဆုတောင်းစကားလေးပြောပြပါဦး ဟုတ်ကဲ့ဒီ session နဲ့ပြည့်မှဒီပေါ့နော်နောက်နှစ်ပေါင်းများစွာဒီကျောင်းသားတွေအများကြီးနဲ့ပြပြရွှင်ရွှင်နဲ့နှစ်ပေါင်းများစွာဒီနေ့မှာစေလို့ဟုတ်ကဲ့စတောင်း ကျေး ပြီး ဇူးပါဟုတ်ကဲ့ပါ မင်္ဂလာပါရှင်မမဟုတ်ဒီမှာလို့ GED session လေးပြည့်ထိုင်းမှတယ်လေစတောင်းစကားလေးပြောပြပါဦးရှင်မမဟောစတောင်းစကားလေးပြောရမယ်ဆိုရင်တသားဟိုပေါ့နော် GEDC လို့မသိခင်တည်းကဟို online တွေမှာတခြားသောလူတွေကပြောတယ်ပေါ့နော် GEDC ကျောင်းကအင်္ဂလိပ်စာနဲ့ပတ်သက်ရင်အရှင်လဲကောင်းတယ်နောက်ကလေးတွေကိုလည်းဒါကလည်း view site တယ်ဆိုတော့မမသူ့ထားလိုက်တယ်အခုဆိုရင်တသားအရန်ကိုတိုးတက်သွားပြီပေါ့နော်အရင်နဲ့ဆိုင်နဲ့အရင်နဲ့တိုးတက်တယ်အဲ့တော့ GEDC ကဒီထက်မကောင်းအောင်မြင်မှုတိုးတက်ပါစေလို့အမဆုတောင်းပေးပါတယ်ရှင်မမဟုတ်ကျေးဇူးတင်ပါတယ်ရှင်မမဟုတ် မင်္ဂလာပါမဟိုလေဟုတ်ကဲ့ GDC ရဲ့လေ session နှစ်ပြည့် anniversary လေးအတွက်လေဆုတောင်းစကားလေးပြောပြပါဦးနော် GDC session နဲ့ပြမှသည်နောက်နှစ်ပေါင်း180တိုင်အောင်ထူးချွန်ထက်မြက်တဲ့ကလေးတွေအများကြီးကိုမွေးထုတ်ပေးနိုင်ပါစေလို့ဆုတောင်းပါတယ်ဒီချက် GDC ရဲ့ session နှစ်ပြည့် anniversary လေးအတွက်လေဆုတောင်းစကားလေးပြောပြပါဦးနော် ဟုတ်session နေ့ပြည့်ကနေစပြီးတော့နောက်နှစ်များစွာတိုင်အောင်ပေါ့နော်တိုးတက်ပြီးတော့အောင်မြင်မှုတွေလည်းအများကြီးရရှိပါစေ။ကျောင်းသားတွေလည်းအများကြီးရရှိပါစေ။ဟိုအမသမီးလေးတိုးတက်တယ်လို့လည်းမိဘတွေလည်းဟိုကျောင်းသားတွေလည်းအများကြီးတိုးတက်အောင်မြင်မှုတွေလည်းစုလှမ်းနိုင်ပါစေလို့ဆုတောင်းပေးပါတယ်ရှင်။ မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေရှင်